မျိုးသားတဦးသည်သူ၏အလုပ်ကိုစိတ်ရောကိုယ်ပါမျက်မြုပ်၍တန်ရှင်းရေးလုပ်နေစဉ်ဘေးကလျက်အကျဉ်းခန်းထဲ၌အခြားအကျဉ်းသားများကဆူညံစွာလက်ဝဲလေ့ကျင့်နေကြသည်သူ၏စိတ်အနှောက်အယှက်ဖြစ်နေသောမျက်နှာပေကိုမြင်သောအခါအကျဉ်းသားတဦးကလှောင်ပြောင်လေသည်ထိုမျိုးသားသည်တစ်ချိန်ကကျိုးဝိုင်းထက်တွင်ချန်ပီယံတဦးဖြစ်ခဲ့မှုတော်လဲယခုမှတနာဆောက်ွယ်အကျဉ်းသားတဦးသာဖြစ်တော်သည်အမှန်စင်စစ်သူသည်ထိတ်တန်းလက်ဝဲသမားတဦးဖြစ်ခဲ့တော်လဲတနေ့တွင်မိမိ၏အားအင်ကိုမထိန်ချုပ်နိုင်ပဲပြိုင်ဘက်ကိုပြင်းထန်စွာဒဏ်ရာရစေခဲ့မိသဖြင့်ထောင်ချခဲ့ရခြင်းဖြစ်သည်အကျဉ်းသားတဦးကသူ့ကိုချက်ချင်းပင်စိန်ခေါ်တော်လဲလွတ်ရက်နီးနေပြီဖြစ်သောထိုမျိုးသားကအမှားဟောင်းကိုထပ်မကျူးလွန်လိုသဖြင့်ညှင်းပယ်ခဲ့သည်သူသည်ထိုသူကိုအသာရသာတွန်းလှယ်လိုက်သည်အခြားသူကမူသူ့ကိုအထင်သေးသည်ဟုထင်မှတ်ကထိုးချိတ်ရန်ကြိုးစားတော်လဲထိုမျိုးသားကနှုတ်ဆက်ကအောက်အဲတီးခံခဲ့သည်ထောင်မှလွတ်လာပြီးနောက်ကျင်းနာတတ်သောအမျိုးသမီးကလပ်ပိုင်ရှင်တဦးကသူ့ကိုသူမ၏လက်ဝဲကလပ်တွင်အလုပ်ပေးကနှွေးထွေးစွာကြိုးဆိုခဲ့သည်တညတွင်စူပေါင်းစားတောက်နေစဉ်သူမကကလပ်ကိုဖျက်သိမ်းတော်မူဖြစ်ကြောင်းရုတ်တရက်ကြေညာလိုက်သည်အကြောင်းရင်းကိုနားမလည်နိုင်ကြသဖြင့်အားလုံးစွန့်သွားကြသည်လူငယ်တဦးကငွေကြေးခက်ခဲကြောင်းဆိုလျင်သူတို့၏လစာများကိုမယူဘဲနေမည်ဟုချက်ချင်းပင်အားပေးစကားဆိုသည်သို့သောထိုမျိုးသမီးကတပ်ပြင်းချရင်ရှင်းပြသည်မှာအလွန်အင်အားကြီးသောကလပ်တစ်ခုကသူတို့ကိုလာရောက်စိန်ခေါ်ထားကြောင်းစီကံအရာရှုံးနေသည့်အသင်းသည်ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်းဖြစ်သည်တန်ခတ်များသည်ဘယ်တော့အခါမှမရှုံးဘူးသူများဖြစ်၍သူမ၏အဖွဲ့ဝင်များကိုအကာအကွယ်ပေးလိုသောကြောင့်ဝဲမဆမီမှာပင်သူတို့ကိုလွှတ်ပေးလိုခြင်းဖြစ်သည်အဖွဲ့ဝင်များကမူညှင်းဆန်ကြပြီးမိတို့ပင်ဖြစ်စေတိုက်ခိုက်လိုကြသည်ထို့နောက်ဒေါသနှကြီးဖြင့်အခန်းထဲမှထွက်ခွာသွားကြသည်ထိုမျိုးသားကမူသူ့အပေါ်ကျေးဇူးရှိသောထိုမျိုးသမီးကိုမိတို့ကူညီရမည်နည်းဟုစဉ်းစားနေမိသည်အကြောင်းမှာသူထောင်မှလွတ်လာချိန်တွင်လူတိုင်းကသူ့ကိုရှောင်ဖယ်ခဲ့ကြတော့လဲလမ်းပေါ်တွင်လေလွင့်နေသောသူ့ကိုသူမတဦးတည်းကသာကူညီခဲ့တင်ခဲ့သောကြောင့်ဖြစ်သည်ဤဒီမှာကျေးဇူးဆက်ရမည့်အချိန်ပင်ဖြစ်သည်ထိုညမှာပင်ပြိုင်ဘက်ကလပ်မှလူစုရောက်ရှိလာပြီးသူတို့၏နောက်ဆုံးညစာကိုလှောင်ပြောင်ကြသည်သူတို့၏မောက်မာသောခေါင်းဆောင်ကဒီမိမတာငါနဲ့အတူညစာစားမယ်ဆိုရင်မင်းတို့ကိုအရိုက်ညံ့နည်းနည်းသက်သာအောင်လုပ်ပေးမယ်ဟုဆိုလိုက်သည်လူငယ်ဖြစ်သူကဒေါသပေါက်ကွဲသွားပြီးအခုပဲလာတိုက်လိုက်ဆန်းဟုအော်ဟစ်လိုက်သည်ထိုခဏမှာပင်ပြိုင်ဘက်ကအင်ဂျီကိုဆွဲချုပ်လိုက်ရတိုက်ခိုက်ရန်အသင့်ဖြစ်နေသည်လေး၏ခန္ဓာကိုယ်ပေါ်ရှိတက်တူးများကိုမြင်လိုက်ရသောအခါထိုမျိုးသားသည်ငယ်စဉ်ကဖြစ်ရတစ်ခုကိုရုတ်တရက်တတိယသွားသည်ထိုတက်တူးနှင့်အလားတူအမှတ်သားရှိသူများကသူ၏ဖခင်ကိုဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်သူသည်ရှေ့သို့ပြေးထွက်ရန်ကြိုးစားတော်လဲအမျိုးသမီးကတားဆီးလိုက်သည်ကလပ်တွင်အမြဲမပြတ်လေ့ကျင့်နေသောလူငယ်ကအခြေအနေကိုထိန်းချုပ်နိုင်လိမ့်မည်ဟုအားလုံးကထင်မှတ်နေကြသည်ထိုမျိုးသမီးကသူရှုံးသွားရင်မင်းတို့ဝိုင်းကူကြပါဟုပင်မှာကြားထားသေးသည်သို့သောလူငယ်ကစတင်တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက်အားစိုက်စရာပင်မလိုပဲလွင့်စင်သွားသည်ပြိုင်ဘက်ကသူ့ကိုချက်ချင်းဖမ်းဆွဲကမြေပြင်ပေါ်သို့ပြင်းထန်စွာပစ်ပေါက်လိုက်သည်လုပ်ပေါ်ကိုင်ကများကသူ့ကိုထူရန်ပြေးသွားကြစဉ်ပြိုင်ဘက်ကမင်းတို့အားလုံးဝိုင်းတိုက်ရင်တော့ငါ့ကိုရှင်းနိုင်မှာမဟုတ်ဘူးဟုလောင်ရည်သည်ဒေါသထွက်နေသောသူတို့သည်အစွမ်းကုန်အားစိုက်၍ဝိုင်းဝန်းတိုက်ခိုက်ကြတော့လဲရန်သူကမတုံမလုပ်ပဲလက်နက်ဖက်ဖြစ်ပင်ကာကွယ်လိုက်သည်သူသည်ဆက်တိုက်တိုက်ခိုက်မှုများကိုကြံ့ကြံ့ခံနေသည်သူတို့၏ခေါင်းဆောင်ကအောင်နိုင်သူအလားထိုမျိုးသမီးကိုငါမင်းမလုပ်မလားကလပ်ကိုဖျက်သိမ်းမလားဟုဟိဟောက်လေသည့်အမျိုးသမီးသည်ကြိုးဝိုင်းထဲသို့တက်ရန်အင်ဂျီလက်ကိုမတင်လိုက်တော့လဲထိုမျိုးသားကကြားဖြတ်တာစီလိုက်သည်သူမကငါတို့အားလုံးဝိုင်းတိုက်တာတော့မနိုင်တာကိုမင်းတယောက်တည်းဘယ်လိုလုပ်မှလဲဟုဖြောင်းဖြရန်ကြိုးစားသည်သို့တော့သူကခိုင်မာသောလေတံဖြစ်ဒါကကျွန်တော်ရဲ့တာဝန်ပါဟုခေါင်းဆောင်ဖြစ်သူကိုပြန်ပြောလိုက်သည်သူသည်တည်ငြိမ်သောခြေလမ်းများဖြင့်ရှေ့သို့တက်ကစိန်ခေါ်လိုက်သည်ပြိုင်ဘက်ကခုံအုပ်ပြီးပြင်းထန်သောလက်သီးဖြင့်ထိုးတော်လဲထိုမျိုးသားကပါနတ်စွာရှောင်တိန်နိုင်ခဲ့သည်ထို့နောက်ဒေါသတကြီးစက်တိုက်တိုက်ခိုက်မှုများကိုလည်းသူကထက်ခါတလဲလဲရှောင်တိန်နေပြီးပြိုင်ဘက်ကမင်းရှောင်ရုံပဲတက်တာလားဟုလောင်ရည်သည်သို့တော့ထိုမျိုးသားကတည်ငြိမ်စွာဖြင့်ဆက်လုပ်လေမင်းကြိုက်တဲ့လောက်ထိုးစမ်းပါဟုပြန်ပြောလိုက်သည်ရန်သူကသူ့ပေါ်သို့ထပ်မံခုံအုပ်လိုက်ချိန်တွင်လုပ်ဖို့ကိုင်ပတ်များကအမြန်ရှောင်တော့ဟုဟစ်အော်ကြသည်သို့တော့နောက်တစ်စက္ကန့်အကြာတွင်မူထိုမျိုးသားသည်သူ၏ပြိုင်ဘက်ကိုအခက်အခဲမရှိဘဲချုပ်ကင်ကအနိုင်ယူလိုက်လေတော့သည်